အရင်ဆုံးတွင်းသီးတွေကိုအသားနှွင်ထားပါပြီးတော့နှုတ်မှုဖောက်တယ်ပါဖောက်တယ်ပြီးမကတ်ဦးတွေပါထည့်ပြီးတော့မွေလို့ရပါပြီစီနည်းနည်းထည့်ရပါတယ်ပြီးရင်မွေပေးပါပြီးကတော့မပြင်းမပြော့လေးနဲ့မွေပေးရမှာဖြစ်ပါတယ်မွေနေနဲ့နည်းနည်းတော့ကပ်ပေမဲ့တဖြည်းဖြည်းနဲ့မွေတော့ကြာသွားရင်တတူအဆင်ပြေသွားလိမ့်မယ်တကြားလည်းထည့်ပါတကြားထည့်ပြီးတော့ဆက်မွေပေးပါတကြားတွေကလိုပြောသွားပါလိမ့်မယ်တကယ်လို့ကိုယ့်ရဲ့ဒူရင်ဒီကနည်းနည်းဆိုးတယ်ဆိုရင်တော့ကြာပို့မှုရမှာပေါ့နော်စားလေးလည်းနည်းနည်းလေးထည့်ပါတကယ်ကိုစားကနည်းနည်းလေးထည့်မှရပါမယ်မထည့်ခြင်းနဲ့မထည့်လို့တော့ရပါတယ်တို့ဆိုမွေနေနဲ့ဆိုတော့ရောမကတ်တော့ပါဘူးတကယ်လို့ခပ်ပြော့ပဲလိုချင်တယ်ဆိုရင်လည်းလို့စောစောချပြီးတော့စားလို့ရပါတယ်အဲ့တော့ရေတိတ်မချဘူးဆိုရင်တော့တိတ်အကြာကြီးထားမခံဘူးလို့ဖြစ်တာပါအဲ့တော့ဒီခန်းအောင်ချအောင်ထားမယ်ဆိုရင်တော့ပို့ပြီးတော့နည်းနည်းကြာပို့ခံပါလိမ့်မယ်ခုဆိုတော်စီးနေပါပြီအဲ့ဆိုတော့ရပါပြီဒါတော့ကိုယ်တိုင်လှုပ်စားလို့ရတဲ့တွင်းရုပ်ပဲဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ